တကယ်ကြီးငါခင်မီဆိုရင်စိတ်ရောကိုယ်ပါခင်တတ်တာမို့လို့မင်းအပေါ်ရုံမှမှာကိုဘယ်တော့မှမစိုးရိမ်ပါနဲ့တကယ်ကြီးငါဘက်က88ဆက်နိုင်တဲ့ခါမှနိုင်မယ်ဒါပေမဲ့မင်းတည်ထားပါငါခင်မီဆိုရင်အပေါ်ရန်ဟန်ဆောင်မှုတွေမပေါင်းရင်ထဲကစိတ်ရင်းနေတာပေါင်းတဲ့သူတယောက်ဆိုတာဟုတ်တော့နောက်တစ်ခုလည်းမင်းတည်ထားသူများချစ်ခင်နေသူတွေကြဘယ်တော့မှငါသွေးဝင်မခွဲသေးကိုယ့်ပိုခင်လောင်နဲ့နီးလာနေတော့ငါမလုပ်တတ်မင်းလိုအပ်တဲ့အခါငါမင်းသားမှနေပြီးအားပြီးမယ်နဲ့သိနေမင်းမိဖို့အတွက်ငါပခုံးငါပြီးဒါပေမဲ့မင်းရဲ့အတွင်းရေးတွေကိုငါနားနှဖက်အပြင်တခြားသူတွေထပ်မကြားစေအောင်ဒါကြောင့်မလို့ငါ့ကိုခင်နေပြီဆိုရင်စိတ်ချလက်ချမင်းရင်ဖွင့်နိုင်တယ်ငါလည်းလူသားတယောက်ပါပေါ့ငါစိတ်တိုတဲ့ချိန်လည်းရှိမယ်ဝမ်းနဲ့အားငယ်တဲ့ချိန်လည်းရှိတခါတလေငါဘက်ကလိုအပ်မှုတွေရှိလာခဲ့ရင်မင်းပြန်ပြီးတော့နားလည်းပြပါလိမ့်မယ်ငါတို့တွေဟိုးဘဝနေဝင်ချိန်တွေအထိနားလည်မှုခင်မင်မှုတွေနဲ့အတူဆက်ပြီးတော့လေခင်မင်သွားကြရအောင်